cheer ဒီနေ့ကတော့ဘီယာတောက်ရမှာဖြစ်ပါတယ်စတာပါအရှောင်းမတောက်ပါဘူးအရှောင်းရဲ့ကလေးတွေတိုက်မှာဖြစ်ပါတယ်ဒါနဲ့တမင်တတလည်းမကြိုက်ဘူးလေအဲ့ဆိုတော့ဒါတော့နှိမ့်ချက်လိုက်ပါမယ်ဘိုင်ဒါလေးတွေကတော့ခရုဘီယာချက်မှာထည့်မယ်ပေါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ရှင်အဆောင်ကတော့ရှောက်ကောလုံးရဲ့တက်တွန်ဖြူလေးရဲ့တက်တွန်နီလေးရဲ့ငုတ်တီအနီလေးကိုအရင်ဦးဆုံးစီတက်ပေးလိုက်ပါတယ်အနက်လေးတွေမွေးလာပြီဆိုရင်တော့တန့်စင်မီတာခရုလေးတွေကိုထည့်ပြီးတော့မှစီတက်ပေးလိုက်ပါမယ်ခရုရဲ့ညီနဲ့အဓိကပြောက်တော့အောင်အဆောင်ကဂျင်းရဲ့စပလင်ရဲ့ထည့်ပေးလိုက်မယ်နော်ဒီနေ့ချက်မှာကဘီယာရဲ့မာလာအနက်မမွေးလေးရဲ့ချက်မှာဖြစ်ပါတယ်အကြောင်းမို့မာလာအနစ်ထည့်လိုက်တယ်စီတိုဖူးထည့်တယ်ဘီယာလေးထည့်လိုက်ပါတယ်နော်ဒီဘီယာကျတော့ကိုကြိုက်တဲ့စိတ်ထည့်လို့ရပါတယ်စားလေးနဲ့အထုံမုံလေးနည်းနည်းလေးထည့်လိုက်ပါမယ်ပြီးတော့အရွက်အနေနဲ့ဒီနေ့အဆောင်ကစူးပုတ်စားချင်တယ်လို့စူးပုတ်တုံထားပါတယ်စူးပုတ်ကမထည့်လဲရပါတယ်နော်အဆောင်တုံထားတဲ့ရွက်တွေကစူးပုတ်ပါမယ်ဖက်ဖဲပါမယ်ပင်စိမ်းပါမယ်ကလားနန်နန်ရှမ်းနန်နန်ပေါ့နော်ဒီဟာလေးတွေပါပါမယ်အပေါ့အငံလေးမြည်ကြည့်ပြီးတော့အိုးထရချလို့ရပါပြီရှင်ဆိုင်မှာကတော့ဒါမရောပါဘူးเนาะဒါကတော့အဆောင်အိမ်မှာချက်စားတာပါ customer လေးတွေပြည့်စည်မှာဆိုလို့ဘီယာနဲ့တော့ချက်မရောဘူးအဆောင်ဆိုင်မှာကြတော့ဆန်လွန်ရမယ်မာလာရမယ်ပြီးတော့ခယူမြစ်ချင်ပေါ့နော်အဲ့ဒါလေးရပါမယ်ဒီတော့ကအဆောင်ကခယူတက်ကြနေရတယ်ဒီဟာလေးကတော့ဆိုင်မှာမရောနဲ့အစ်စ်ပေါ့နော်စူပုတ်ရဲ့ဒီမာလာအဆက်အရသာလေးရဲ့ဘီယာလေးရဲ့ချက်စားတာဖြစ်ပါတယ်ရှင်အားလုံးမတတာအဲ့ဒါရှင်းတော့ဘာနဲ့ကြရမလဲဖရန်ကောင်းပါမယ်နော်ဆက်ပါဦးဖြူစုပ်လေးတက်ပြီတူရဲ့စပိုးရလာရင်ကြိုက်တယ်ခရီးကိုလေးတော့ဖေးနဲ့ကောင်းနဲ့ဘေးအားဆိုးရလဲမင်းနေကြလို့ထိုင်ကောင်းရလားဒါဖင်ပြမှာပါနော်ဒါဖင်ဒီကြီးရဲ့ဘက်ကနော်ဒီဘက်ကနေဆုံးမနော်ဒါတစ်ချက်စိုးတယ်ရဟာလေစမ်းမလားအောက်မှာလေးရှုပ်အဲ့ဒါတူစားရအောင်တော့